ဦးကျန်အခန်းကြီး40ထို့နောက်မှာအေဂုတ်တုရှင်ဘုရင်ထံဖလားတော်ဝင်နှင့်စားတော်ဝင်တို့သည်မိမိတို့အရှင်အေဂုတ်တုရှင်ဘုရင်ကိုပြစ်မှားကြ၏ဖာရောဘုရင်သည်ထိုအမတ်နှစ်ယောက်တည်းဟုသောဖလားတော်ဝင်နှင့်စားတော်ဝင်တို့ကိုအမျက်ထွက်၍ယောသပ်အချုပ်ခံရာထောင်တည်းဟုသောကိုရန်တော်မူ၏အိမ်၌ချုပ်ထားတော်မူ၏ကိုရန်တော်မူသည်သူတို့ကိုယောသပ်၌အပ်၍ယောသပ်သည်ပြုစုရ၏သူတို့လည်းအင်တန်ကာလအချုပ်ခံလျက်နေရကြ၏ထိုတို့ထောင်ထဲမှအချုပ်ခံလျက်နေရသောအေဂုတ်တုရှင်ဘုရင်၏ဖလားတော်ဝင်နှင့်စားတော်ဝင်နှစ်ယောက်တို့သည်အသီးသီးမိမိတို့ကိုစီဆိုင်သောအနှက်နှင့်ပြည့်စုံသောအိမ်မက်ကိုတညချင်းတွင်တယောက်တနည်းစီမြင်မဲ့ကြ၏နာနဲ့အချိန်ရောက်မှယောသပ်သည်သူတို့ထံသို့ဝင်၍ကြည့်ရှုသောအခါသူတို့မျက်နှာညှိုးငယ်လျက်ရှိသည်ကိုမြင်လျင်တင်းတို့သည်ယနေ့အဘဲ့ကြောင့်မျက်နှာညှိုးငယ်သည်ဟုမိမိသခင်အိမ်၌မိမိနှင့်အတူအချုပ်ခံနေရသောဖာရောမင်း၏အမတ်တို့အားမေး၏သူတို့ကလည်းငါတို့သည်အိမ်မက်ကိုမြင်ရပြီးအ내ကိုဖတ်နိုင်သောသူမရှိဟုဆိုသောယောသပ်ကအိမ်မက်အ내များကိုဘုရားသခင်ဆိုင်တော်မူသည်မဟုတ်လောတို့ဖြစ်လျင်တင်တို့အိမ်မက်ကိုကျွန်ုပ်အားကြားပြောကြပါဟုဆို၏ထိုအခါဖလားတော်ဝင်သည်မိမိအိမ်မက်ကိုယောသပ်အားကြားပြောသည်ကားငါမြင်မဲ့သောအိမ်မက်တွင်ငါရှိမှစပြည့်နွယ်ပင်ရှိ၏ထိုစပြည့်နွယ်ပင်၏အလက်ထိုစပြည့်နွယ်ပင်၌အလက်3လက်ရှိ၏ထိုအလက်တို့၌ပန်းငုံကဲ့သို့ရှိ၏အပွင့်လည်းပွင့်၏အတီးပြုတ်တို့လည်းမဲ့သောစပြည့်တီးဖြစ်လေ၏ဖာရောမင်း၏ဖလားတော်ကိုငါကင်လျက်ထိုစပြည့်တီးကိုယူ၍ဖလားတော်သည်ညစ်ပြီးမှလက်တော်တွင်ဆက်သည်ဟုပြောဆို၏ယောသပ်ကလည်းသင်၏အိမ်မက်အ내ဟုမူကားစပြည့်နွယ်3လက်တို့သည်3ရက်ဖြစ်၏3ရက်လွန်မှဖာရောမင်းသည်သင်၏ဦးခေါင်းကိုချီးမြှောက်၍သင်၏အရာကိုပြန်ပေးတော်မူသဖြင့်သင်သည်အထက်ဖလားတော်ဝင်ဖြစ်၍ပြုဘူးသည်နည်းတူတဖန်ဖလားတော်ကိုဖာရောမင်း၏လက်တွင်ဆက်ရလိမ့်မည်သင်သည်ချမ်းသာရသောအခါကျွန်ုပ်ကိုအောက်မေ့၍ကျေးဇူးပြုပါလောဖာရောဘုရင်ကိုလျှောက်၍ကျွန်ုပ်ကိုဤအိမ်မှနှုတ်ယူပါအကယ်စင်စစ်ကျွန်ုပ်ကိုဟေဗြဲပြည်မှခိုးယူခဲ့ကြ၏ဤပြည်မှလည်းကျွန်ုပ်၌အပြစ်မရှိဘဲထောင်ထဲ၌လောင်ထားကြသည်ဟုဆိုလေ၏ထိုအိမ်မက်အ내ကောင်းသည်ကိုစားတော်ဝင်သိမြင်လျင်ငါသည်လည်းဖြူသောတောင်3လုံးကိုကိုယ်တိုင်ရွက်နေသည်ကိုမြင်မဲ့၏အပေါ်တောင်းတွင်ဖာရောမင်းစားတော်ခေါ်ဖို့ချက်ပြီးသောခဲဘွယ်စားဘွယ်အမျိုးမျိုးရှိ၍ငှက်တို့သည်လည်းငါရွက်သောတောင်းထဲကနှုတ်၍စားကြသည်ကိုယောသပ်အားပြောဆို၏ယောသပ်ကလည်းသင်၏အိမ်မက်အ내ဟုမူကားတောင်း3လုံးသည်3ရက်ဖြစ်၏3ရက်လွန်မှဖာရောမင်းသည်သင်၏ဦးခေါင်းကိုကိုယ်နှင့်ခွာမြောက်လျက်တစ်ပင်၌ဆွဲထားတော်မူ၍ငှက်တို့သည်သင်၏အသားကိုနှုတ်၍စားကြလိမ့်မည်ဟုပြန်ပြော၏ထို့နောက်3ရက်လွန်သောအခါဖာရောမင်းပွားသောနေ့ရက်၌နှစ်စဉ်ပွဲကိုခံ၍ကျွန်တော်မျိုးအပေါင်းတို့ကိုကျွေးမွေးတော်မူစဉ်တွင်ဖလားတော်ဝင်၏ဦးခေါင်းနှင့်စားတော်ဝင်၏ဦးခေါင်းကိုကျွန်တော်မျိုးတို့တွင်ဖော်တော်မူ၍အိမ်မက်အ내ကိုယောသပ်တတ်သည်အတိုင်းဖလားတော်ဝင်ကိုအထက်အရာ၌တပံခံထားတော်မူသဖြင့်သူသည်ဖလားတော်ကိုဖာရောမင်း၏လက်တွင်ဆက်ရ၏စားတော်ဝင်ကိုမူကားဆွဲထားတော်မူ၏
သို့တော်လည်းဖလားတော်ဝင်သည်ယောသက်ကိုမအောင်မေ့ပဲမေ့လျော့၍နေလေ၏